အားလုံးပဲမင်္ဂလာပါဆိုတော့မြန်မာ Dash Academy မှာကျွန်တော်ပြန်လဲကြိုဆိုလိုက်ပါနော်ဆိုတော့ကျွန်တော်တို့ဒီနေ့ဘာအကြောင်းကျွန်တော် hands on lab လုပ်မလဲဆိုတော့ဒီနေ့ကျွန်တော်တို့လုပ်မဲ့ lab ကတော့ကျွန်တော် AWS ကဒီ site to site VPN တန်တဲ့အကြောင်းကျွန်တော်လုပ်မယ်ပေါ့နော်ဆိုတော့ကျွန်တော်ရှေ့မှာလေကျွန်တော် YouTube channel မှာကျွန်တော် client VPN အကြောင်းတင်ထားပေးဖို့လေအခုကျွန်တော်ဒီနေ့ကတော့ site to site တန်တဲ့အကြောင်းကိုသွားမယ်ပေါ့နော်ဆိုတော့ site to site တန်တွေကကျွန်တော်ဘာကြောင့်ထိုးရလဲဆိုတော့ကျွန်တော်တို့ on brand လိုမျိုး data center လည်းရှိနိုင်တယ်ဆိုတော့အဲ့ဟာကိုကျွန်တော်တို့ရဲ့ဒီ AWS မှာရှိတဲ့ resource နဲ့ကိုကျွန်တော်တို့ဂျားထဲမှာဒီ secure ဖြစ်အောင်လို့ပေါ့နော်ကျွန်တော်ဒီ private connection တခုနဲ့သွားခြင်းဆိုတော့အဲ့လိုချင်းဒီမှာကျွန်တော်သုံးရတာက AWS ကဒီ direct connect လို့မျိုးရှိမယ်ပြီးကျွန်တော် site to site တန်တယ်လို့ဟာမျိုးကျွန်တော်ရှိမယ်ဆိုတော့ဒီနေ့တော့ကျွန်တော် site to site တန်တယ်တခုကျွန်တော်စောင့်မယ်အဲ့တော့ကျွန်တော်တို့ဘယ်လို design ဖြစ်သွားမလဲပေါ့နော်ကျွန်တော်တို့မှာကဒီဘက်မှာ PPC တခုရှိမယ်ဗျာဒီဘက်မှာကျွန်တော် PPC တခုရှိမယ်အဲ့တော့ဒီဘက်က PPC ကိုထားပါတော့ဒီကောင်က on brand PPC လို့ထားလိုက်နော်ဆိုတော့ကျွန်တော်အမှန်တော့ဒီကောင်က on brand မှာတကယ်ရှိမဲ့ကောင်ပေါ့နော်တို့မှာ firewall တွေပါတယ်ကျွန်တော်မှရှိနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့ဒီနေ့အဲ့လိုမျိုးကျွန်တော် on brand မှာ firewall တွေဆန်းနေရမှာရှိတော့ကျွန်တော်က PPC တခုထပ်ဆောက်လိုက်မယ်ဆောက်ပြီးအဲ့ဒီမှာ on brand PPC ဆိုပြီးတော့ထားလိုက်နော်အဲ့ဒီထက်မှာကျွန်တော်ကဘာလုပ်မလဲဆိုတော့ဒီမှာကျွန်တော် client VPN ကိုကျွန်တော်ဒီမှာ strong sun VPN ကျွန်တော်ထိုင်လိုက်နော် certificate တန်းနဲ့ထိုးဖို့အတွက်ဒီဘက်မှာကျွန်တော်တို့ရဲ့ဒီမှာ AWS မှာရှိတဲ့PPC ပေါ့ဗျာဆိုတော့သူထဲမှာကျွန်တော်ကဘာလုပ်မလဲဆိုတော့ကျွန်တော်ဒီထဲမှာclient နော် client gateway တခုကျွန်တော်ဆောက်မယ်ပြီးရင်ကျွန်တော် VPN gateway တခုဆောက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဘာလုပ်မလဲကျွန်တော် site to site တန်းနဲ့ကျွန်တော်ထိုးမယ် site to site တန်းနဲ့ထိုးမယ်ဆိုတော့အဲ့ကောင်ကကျွန်တော် IP ဆက်နဲ့တောင်းပါဘောနော်အဲ့တော့အဲ့ဘက်မှာကျွန်တော်ကဒီလိုကြားထဲမှာတန်းနေလေးတခုကျွန်တော်ဖြစ်သွားမှာပေါ့အဲ့တော့ဒီကောင်ကနေတဆင်ကျွန်တော် data ဟိုဘက်ဒီဘက်ကျွန်တော်အတူတူသွားလို့ရလိမ့်မယ်နော်အဲ့တော့ကျွန်တော်ရဲ့ on brand VPC ကနေပြီးတော့လေကျွန်တော်ရဲ့ AWS VPC လာလို့ရမယ်ကျွန်တော်ရဲ့ AWS VPC ကနေ on brand VPC ကျော်သွားလို့ရမယ်ဆိုတော့ကျွန်တော်ကအခုပါလုံးမယ်ဆိုတော့ VPC နှစ်ခုရှိမှာနော်ကျွန်တော်မှာတော့ default VPC တစ်ခုရှိထားပြီးသားအဲ့တော့ကျွန်တော် default VPC ကိုပဲသုံးမယ်default VPC မှာကကျွန်တော် public subnet တွေရှိမယ်ဆိုတော့အဲ့ public subnet ထဲမှာကျွန်တော်ကဒီ VPN gateway တစ်ခုကျွန်တော်ပြီးဆောက်မယ်ပေါ့နော်ဆိုတော့ client gateway တွေပါတော့အဲ့ VPN နဲ့ပြီး attach လုပ်မယ်ဆိုတော့ကျွန်တော် on brand VPC တစ်ခုကျွန်တော်အသစ်ဆောက်မယ်ဆိုတော့private subnet တွေပါတော့ကျွန်တော်မစမ်းတော့ဘူးသဘောတရားအတူတူပဲဒီ site တစ်ခုလုံးကျွန်တော် route လိုက်လို့ရှိရင်သွားမှာဆိုတော့အဲ့တော့ကျွန်တော်တို့က on brand VPC ဆိုပြီး VPC တစ်ခုဆောက်မယ် public subnet 3ခုတွေထားပါတော့နော်3ခုနဲ့ခုပြထားလိုက်မယ်ထားပြီးလို့ရှိရင်အဲ့ထဲမှာပဲကျွန်တော် strong sound ကိုသွားပြီး configure လုပ်မယ်နော် strong sound configure လုပ်ပြီးလို့ရှိရင်ကျွန်တော် home device ကိုကျွန်တော်သွားပြီး point အဲ့တော့ဒီ strong sound VPN ကကျွန်တော် static IP တစ်ခုလို့တော့အဲ့တို့ကျွန်တော် LH IP တစ်ခုဒီ strong sound VPN EC2 နဲ့ attach လုပ်ပြရမယ်နော်အဲ့ဒီနေ့အဲ့ဒီကျွန်တော်ဆက်လုပ်ကြမယ်အဲ့တော့ကျွန်တော် PPC တော့သွားမယ်PPC ထဲမှာကျွန်တော်က single region မှာထားလိုက်နော် single region မှာကျွန်တော်သွားကြည့်နိုင်ရင်ဘာလေးရှိလဲကိုသွားကြည့်ရအောင်နော်ကျွန်တော်မှာ default PPC တစ်ခုရှိရယ်default PPC တစ်ခုရှိတယ်သူ့ရဲ့subnet ကိုကြည့်လိုက်လို့ရှိရင်သူမှာ default ကျွန်တော် public subnet 3ခုရှိမယ် route table သူမှာ default route table တစ်ခုရှိမယ်သူရဲ့ route table မှာဒီကောင် VPN gateway တောင်းရဲ့ block ကိုခင်းရတော့တစ်ချက်ဖြတ်လိုက်မယ်ဒါသူရဲ့ default ဆိုကျွန်တော်ကlocal ကိုသွားတဲ့ route တစ်ခုရှိမယ် internet gateway ထွက်မဲ့ route တစ်ခုကျွန်တော်မှာရှိမယ်နော်အဲ့ဒါကျွန်တော်ကရပြီရပြီဆိုတော့နောက်တဲ့ PPC တစ်ခုဆောက်လိုက်အဲ့ဒီမှာ VPC က model မှာကျွန်တော်ကဘာလုပ်လိုက်မလဲဆိုတော့ဒီကောင်ကကျွန်တော် on brand VPC လို့ကျွန်တော်နာမည်ပေးလိုက်မယ်site က 10 network ပဲတုံးလိုက်ရကိစ္စမျိုးဘာလို့လဲဆိုဟိုကောင်က IP overlap တော့မဖြစ်ဖို့လိုတာဆိုတော့ကျွန်တော် default က 172.31 network ဆိုတော့ဒါကိုပဲတုံးလိုက်မယ်ကိစ္စမရှိဘူးdefault tendency ပဲpublic available နှစ်ခုထားမယ် public subnet ကိုနှစ်ခုထားလိုက်မယ် okay private subnet ကျွန်တော်ပိတ်ထားလိုက်နော်negative way တွေပါလေကျွန်တော်မလိုဘူး VPC endpoint ကလေတော့ကျွန်တော်မလိုကျွန်တော်ပိတ်ထားလိုက်အဲ့တော့ကျွန်တော်မှဘာဖြစ်သွားလဲဆို VPC တစ်ခုမှာဒီအသစ်ဆောက်မဲ့ on brand VPC မှာ public subnet နှစ်ခုပဲရှိမယ်အဲ့ public subnet ထဲမှာကျွန်တော်တို့ကဒီ function ကိုတွားပြီးတော့ create လုပ်မယ် okay ဒါကျွန်တော်ရပြီအဲ့တော့ strong sun ကကြတော့ဒီ Linux OS ပေါ်မှာကျွန်တော်တင်လို့ရတယ်အဲ့ strong sun အစားကျွန်တော်သုံးချင်ခုနလိုပေါ့နော်Palo Alto တို့ Fortinet တို့เนาะဒါမှမဟုတ်နောက်တစ်ခုကျွန်တော်တို့ဒီအခြား other VPN တွေလည်းရှိရဲဆိုတော့ marketplace ကကျွန်တော်တွားပြီးဝယ်လို့ရတယ်เนาะ marketplace ကကျွန်တော်တွားပြီးတော့အဲ့ဒါ upgrade လုပ်လိုက်ပြီးတော့ကျွန်တော်စမ်းလို့ရတယ် firewall တစ်ခုလို့ကျွန်တော် net gateway ဒီ net တင်တွေထွက်အောင်နေဒီ CP ကြအောင်လေဘာလို့ကျွန်တော်လုပ်ဖို့တော့နေလို့ပေါ့เนาะပြီးလို့ရှိရင်တော့site to site တန်နေဆောက်လိုက်လို့ရှိရင်ကျွန်တော်အဆင်ပြေသွားလိမ့်မယ်အဲ့ကျွန်တော်မှာက PPC တစ်ခုရရဆိုတော့ EC2 လုံးတက်ဆောက်လိုက်နော်အဲ့တော့ EC2 ထဲမှာဗာဆောက်မလဲဆိုတော့အဲ့ဒီ strong standard VP ဒီနာက VPN နဲ့ဟို VPC ထဲမှာပေါ့နော်ဒီ strong standard VPN အတွက်ကျွန်တော် instant တစ်ခုဆောက်လိုက်မယ်
long instant strong strong စွမ်း VPN server လို့လုပ်ပေးတာအဲ့ဒါကျွန်တော် Ubuntu ပုံပေါ်ထားလိုက်မယ်day 3 microbyte ရကိစ္စမရှိဆို keypad လည်းရှိပြီးတော့တုံးလိုက်မယ်အဲ့မှာ network မှာတော့ကျွန်တော်တို့ကတော့ဆောက်ခဲ့တယ် on-prem VPC ကိုရေးမယ်အဲ့တော့ public subnet တွေပြောကြတယ်ကိစ္စမရှိပြီးတော့ဒီမှာကျွန်တော်တို့ကpublic IP assign auto လုပ်လိုက်မယ်security ကသူရှိပြီးတော့ default ထိတယ်အဲ့ကောင်မှကျွန်တော်တုံးလိုက်ပြီးတော့မှအဲ့ default ကိုကျွန်တော်သွားกินလိုက်ပါဘူးเนาะအဲ့ဆိုရင်ကျွန်တော်လေးရအဲ့ဒါဆိုကျွန်တော်ကကြည့်ကြည့်အောင်ပေါ့နော် how to install strong sun Ubuntu လို့ရှာလိုက်မယ်ပြီးကျွန်တော်ဘယ် port တွေဖွင့်ဖို့လိုလဲပေါ့နော်အဲ့တော့ which port need to open strong sun ပေါ့နော်အဓိကသူက4500နဲ့900ရှိရပြီးတော့ဒီမှာ IP protocol အတွက်ကျွန်တော်တို့က ESP 950ဆိုပြီးသူထုတ်တစ်ခုလောက်ခိုင်းတာရှိရပေါ့နော်အဲ့တော့ကျွန်တော်တို့ကအဓိကတော့4500နဲ့900ဆိုကျွန်တော်ရလိမ့်မယ်ဒီ ESP ကတော့ကျွန်တော်တို့ထည့်လေးရမယ်မထည့်လေးရမယ်ဒီကောင်တော့ကျွန်တော်သိချာမသိဘူးအဲ့တော့ဒီ UDP နှစ်ခုတော့ကျွန်တော်လုပ်ပါမယ်เนาะအဲ့တော့ကျွန်တော်တို့က security group တော့ကျွန်တော်သွားလိုက်မယ်အဲ့တော့သူရဲ့ဒီ default security group ကကျွန်တော်တို့အကုန်လုံးကautomatic ဖြစ်နေလိမ့်မယ်ဆိုတော့အဲ့ကောင်ကျွန်တော်ပြင်ရမှာပေါ့เนาะအဲ့ဒီကောင်က home brand အကြည့်ပေါ့เนาะ security group ပေါ့အဲ့တော့ဒီမှာ edit involve မှာသူ default အကုန်လုံးကျွန်တော် delete လုပ်မယ်အဲ့ကျွန်တော်တို့ SSH ဝင်လို့ရဘူးလို့လောလောဆယ်ကျွန်တော် SSH ဝင်ရလောလောဆယ် anyone နဲ့ပဲထားလိုက်ကိစ္စမရှိဘူးเนาะနောက်မှတော့တကယ်ကိုကျွန်တော်တို့ကကိုယ့်ရဲ့IP ကနေဝင်လာမယ်လို့ပေါ့เนาะဆိုတော့ SSH ရမယ်ပြီးတော့နောက်တစ်ခုကျွန်တော်က UDP เนาะ UDP ကျွန်တော်တို့ပါတယ်4500ရယ်4500 900ရယ်ပေါ့เนาะဆိုတော့4500ကျွန်တော်တို့ anywhere ပဲလာခိုင်းလိုက်မယ်ပြီးကျွန်တော်တို့ထက် UDP 900နောက်တူကြောင့် anywhere လာခိုင်းလိုက်မယ်ပြီးနောက်ကျွန်တော်နောက်ပိုင်းညရင်ဒီ hover device server ရေး ping နေပါစမ်းမှာဆိုတော့ကျွန်တော် ICMP ပေါ့နော် ICMP တခုကျွန်တော်ဖွင့်လိုက်မယ်hover device ကျွန်တော် ping မျိုးဝင်လို့ရအောင်เนาะ okay အဲ့တော့ကျွန်တော် save လုပ်လိုက်ရတယ်ဒါကကျွန်တော်တို့ဘက်က on-prem ကကောင်းအဲ့တော့ home ဘက်က default security group မှာကျွန်တော်အဲ့အလောင်းallow လုပ်ပေးဖို့လိုတယ်အဓိကကျွန်တော် ICMP allow လုပ်ထားမယ်အားဆိုရင်တော့ကျွန်တော် hover device plan ပေးလို့ရမယ်ကျန်တာကတော့ရပါတယ်เนาะပြီးတော့ဒီမှာ show traffic မှာ all traffic ကျွန်တော် allow ပေးထားတာရှိအဲ့ဒါတော့ကျွန်တော်ဖြုတ်လိုက်လည်းရတယ်ဒါကကျွန်တော်အရင်စမ်းလုံးက all allow ပေးထားဖြစ်ကလေးခေအဲ့ဆိုကျွန်တော်တို့ကလိုအပ်တာတော့ကျွန်တော်ရပြီနော်မလိုအပ်တာရပြီဆိုတော့ကျွန်တော်ကမလုပ်မလဲဆိုတော့ EC2 တလုံးကျွန်တော်ခုနစောက်ထားရှိမယ်အဲ့တော့ကျွန်တော် elastic IP တခုအရင်တော့စောက်လိုက်မယ်နော် elastic IP စောက်လိုက်မယ် locate elastic IP ဆိုပြီးတော့ကျွန်တော်ကဘာလုပ်မလဲဆိုတော့ဒီကောင်ကstrong စွမ်းရပြီနော် elastic IP လို့ပေးလိုက်ပြီးအဲ့ကောင်ကိုကျွန်တော် associate လုပ်မှာပေါ့နော်အဲ့ကောင်ကိုassociate ဘယ်သူနဲ့လုပ်မလဲဆိုခုနကတော့ကျွန်တော်တို့ရဲ့ strong sun VPN နဲ့ associate လုပ်လိုက်မယ်เนาะ okay ပြီးတော့ associate လုပ်လိုက်ရပြီအဲ့တော့ကျွန်တော်တို့ရဲ့ strong sun IP ဒီ IP ဖြစ်သွားလိမ့်မယ်အဲ့တော့ strong sun IP ကဒါဖြစ်သွားမယ်ဆိုတော့ကျွန်တော်တို့ဒီကောင်ကိုတစ်ချက်မှတ်လိုက်မယ်เนาะဒီကောင်လေးမှတ်လိုက်မယ်ဒါကဘာလို့လဲဆိုတော့ဒါဆိုကျွန်တော်တို့ဒီ default VPC ဘက်ကဒီဘက်ချမ်းကကျွန်တော်တို့က client gateway တွေ VPN gateway တွေမှာအဲ့ IP ကိုကျွန်တော်သုံးရအောင်เนาะအဲ့တော့ကျွန်တော် VPC ရောက်လာလိုက်ဟိုအောက်ကိုဆင်းလိုက်ကျွန်တော်က VPN ဆိုတာရှိတယ်เนาะအဲ့တော့ကျွန်တော် customer gateway တစ်ခုစောင့်မယ်ဒီကောင်ပေါ့နော်အဲ့တော့ဒီကောင်ကိုကျွန်တော်ဗာပြောမလဲဆိုတော့ strong sun customer gateway CGW လို့ပေးလိုက်မယ် IP address ကဒီလောက် certificate ပဲမလို့ဒီတိုင်းပဲကျွန်တော်ကစောက်လိုက်မရအဲ့တော့ဒီကောင်ကိုကျွန်တော်ကဗာလုပ်မလဲဒီကောင်ကိုကျွန်တော်တို့ဒီမှာ virtual ဒီ private gateway လို့ပါဒီကောင်တော့ကျွန်တော်ဘယ်VPC နဲ့ attach လုပ်မလို့ကျွန်တော်ယူရမှာတော့ပြီးလို့ရှိရင်အဲ့တော့ဒီကောင်ကstrong sun virtual private gateway ပဲပြီးvirtual private gateway เนาะ PPG လို့ပေးလိုက်เนาะ virtual private gateway တို့က okay လောက်လာသူကဒီမှာကျွန်တော်ပြီးလို့ရှိရင် VPC attach လုပ်ကြမယ်ကောင်ကျွန်တော်တို့ရဲ့ဒီခုနကတော့ဆောက်လိုက်တယ်default VPC နဲ့ attach လုပ်ကြမှာเนาะဒါ default VPC attach လုပ်တာကျွန်တော်တို့ default VPC patch လုပ်တာဆိုတော့ဒီ patch ပေါ့နော် client gateway ဆောက်တယ် VPN gateway ဆောက်တယ်เนาะ VPN gateway ဆောက်ပါလို့ရှိရင်အကောင် VPC attach လုပ်မယ်ပြီးလို့ရှိရင်ကျွန်တော် site to site တက်တယ်ဆောက်လို့ရှိရင်ရတယ် okay available ဖြစ်ပြီအဲ့တော့VPC attachment state ကဒီ dashboard နဲ့တော့ကျွန်တော် attach လုပ်မှာเนาะ attach to VPC ဆိုပြီးကျွန်တော်တို့ရဲ့ VPC က default VPC နဲ့ attach လုပ်လိုက်ရင်ရပြီအဲ့တော့အဲ့ဒါဆိုရပြီနောက်တစ်ခုကကျွန်တော်ဗာရှိနေလို့ set to site เนาะVPN gateway တို့သွားမယ်ဆိုတော့အဲ့ဒီမှာတော့ခုနကျွန်တော်ဆောက်ခဲ့တဲ့ customer gateway ကျွန်တော်ပြန်လုပ်မယ်เนาะအဲ့တော့ဒီကောင်ကဘာဖြစ်မလဲဆိုတော့ကျွန်တော်တို့ကAWS
to on brand လို့အဲ့လိုပဲပြလိုက်ပါနော် on brand အဲ့နေပေါ့နော်အဲ့လိုပြလိုက်အဲ့တော့ကျွန်တော်ကဗာနဲ့တောင်းလို့ကျွန်တော် VPN gateway တိုက်နေတောင်းနော် VPN gateway ကခုနကျွန်တော်ဆောက်ခဲ့တဲ့ကောင်ရှိရယ်customer gateway ကျွန်တော်မှရှိထားပြီဒါခုနဆောက်ခဲ့တဲ့ကောင်ရှိနော်အဲ့တော့ကျွန်တော်က route က static ပဲသွားမယ်အဲ့ဒီကိုနော် 0 နဲ့သွားလိုက်မယ်အဲ့တော့ visual key ကတော့သူရဲ့ standard ပဲသွားပြီးတော့ရနော်အဲ့တော့ local မှာကထားလိုက်ရတယ်မထည့်လည်းရကိစ္စမရှိဘူးနော်အဲ့တော့ local မှာတော့ okay ဒါဆိုကျွန်တော်ဒီဘက်က PPC site တာထည့် remote ကဟိုဘက်ကဒီ on brand ဘက်က site အောင်ထည့်ပေါ့နော်ဆိုတော့အဲ့လိုထည့်လည်းရတယ်တော့ကျွန်တော်0ထားလိုက်လည်းရကိစ္စမရှိဒီကောင်လို့လုပ်တယ်အဲ့တော့ကျွန်တော်သွားမှာ VPN connection တစ်ခုဆောက်လိုက်နော်အောက်ဆောက်ဖို့အတွက်ဒီမှာ download configuration မှာကျွန်တော် strong sound လာပြီးထည့်ရအောင်နော်အဲ့လောလောဆယ်အကောင့်ခဏပြီးတော့မှကျွန်တော် config လာလုပ်မယ်လောလောဆယ်ကျွန်တော်တို့ EC2 မှာသူ့ကျွန်တော် connect လုပ်လိုက်အဲ့ကျွန်တော် associate device ဝင်တော့ဒီက instant connect ကပဲနှံဝင်လိုက်တော့အဲ့ကျွန်တော် strong sound တင်မယ်ဆိုဒီမှာသူက APD update လုပ်ပြီးကျွန်တော်ဒီ strong sound အတွက်လိုအပ်တဲ့ library တွေ plugin တွေတွင်ပြီးကျွန်တော် session cd ရဲ့ status နဲ့ set line ကျွန်တော်ရပြီနော်ပြီးလို့ရှိရင်ဒီမှာသူ initial configuration ဒီ backup forward လုပ်ဖို့ဆိုတော့ဒီမှာ net IPv4 forward ကိုကျွန်တော် one လုပ်ပြရနော် IPv6 ပါလုပ်ချင်တယ်ဆိုတော့လုပ်ပါနော်ဆိုတော့ကျွန်တော်တို့ IPv4 only ပဲဆိုရင်ဒီကောင်ပဲလုပ်လိုက်လို့ရှိရင်ရတယ်နော်အဲ့လိုရောက်သွားပြီဆိုလို့ရှိရင်ပြီးကျွန်တော်ဘာလုပ်လို့ရပြီလဲဆိုတော့သူ့ထက်မှကျွန်တော်တို့ကသူ့ရဲ့ဒီ configuration config လုပ်ထားတဲ့ area တိုင်းကျွန်တော်လိုက်လုပ်လို့ရှိရင်ကြာပါလိမ့်မယ်အဲ့တော့ဒီကောင်လေးရှိမယ်နော်အဲ့တော့သူ့ထက်ကျွန်တော်ခုနလိုဘာကြီးလုပ်လို့လဲဆိုတော့ APD update လုပ်ပါနော်APD update လုပ်ပါရင်ကျွန်တော်တို့ကလိုအပ်တဲ့ package ကိုတင်မယ်နောက်သူ့ရဲ့ဒီ strong swan နဲ့ပတ်သက်တဲ့ package ရဲ့သူ့ရဲ့ဒီဟိုပါဗောနော် plugin တွေပါလိုအပ်မဲ့ဟာတွေထည့်မယ်နော်ပြီးတော့ဒီမှာ system cd ရဲ့ status နဲ့ကျွန်တော် strong swan starter ဆက်လိုက်ရပါလိမ့်မယ်နော်အဲ့တော့ပြီးသွားရင်တော့ကျွန်တော် IP set တွေပါရောကျွန်တော်တွင်းဖို့လိုလိမ့်မယ်ပေါ့နော် IP set ကဒီထဲမှာပါမှာတော့မသိဘူးနောက်တစ်ချက်ကြည့်လိုက်မယ်ဒီမှာတော့ UF2 ကတခါကျတော့ allow နေပါရောလုပ်ပါနဲ့နော်ဆိုတော့ best price ကတော့ကျွန်တော်900နဲ့4500 allow ထားတယ်ကောင်းတယ်ဒါပေမဲ့သူ့ရဲ့ default ကကျွန်တော်ထင်တယ်UF2 က disable ဖြစ်နေလိမ့်မယ်နော်အဲ့တော့ enable လုပ်ထားကျွန်တော်900နဲ့4500 allow လုပ်ဖို့လုပ်လိမ့်မယ်ဒီထား update လုပ်တာဆိုတော့ကျွန်တော်တင်မယ်အဲ့ပြီးသွားရင်ခုနကသူရဲ့ဒီ IPv4 backup forward လုပ်တဲ့ဟာလေးရှိမယ်ဒါလေးကျွန်တော်လုပ်ပါမယ်ပေါ့နော်အဲ့တော့ inno status နဲ့ပြီးကျွန်တော်ဆက်ကြည့်မယ်အဲ့တော့ page okay ကျွန်တော် running ဖြစ်နေအဲ့ဒါကျွန်တော်အလုပ်လုပ်ပြီးအဲ့တော့ကျွန်တော်တို့ကဒီပဲလုပ်လိုက်ဒါဆိုကျွန်တော်ပြန်တက်လာနေဒီကောင်လုပ်ပါလိမ့်မယ်နော်restart device ဆိုင်ပြန်လုပ်ပါလိမ့်မယ်ပြီးလို့ရှိရင်ကောင်လေးပေါ့နော်ဆိုတော့ကျွန်တော် net IPv4 ဒီကောင်ကျွန်တော် etc တွေက6cd ရဲ့တော့ config ထဲမှာဒါကိုကျွန်တော်တက်ပြင်ရမှာပေါ့နော်ဒီမှာ net နော်net IPv4 net.ipv4 IP forward ကိုကျွန်တော်တို့ကone လုပ်ပေးလိုက်ရင်ကျွန်တော်ရပြီပြီးလို့ရှိရင်ကျွန်တော်ဒီမှာ sudo 6cd ရဲ့ minus ပြီးတော့ကျွန်တော် service ကို extract ချပြီနော် apply ဖြစ်သွားအောင်ရပြီအဲ့တော့ကျွန်တော်ကဒီမှာsystem cd ရဲ့ကျွန်တော် status URL တက်လို့ရှိရင်ဒီကောင်က logic active exit တော့ဖြစ်နေနော်အဲ့တော့ကျွန်တော် enable လုပ်ထားဆိုတော့ဒီကောင်ကျွန်တော်900နဲ့4500ကို allow လုပ်ပေးဖို့လိုအပ်တယ်။ Okay ဒါဆိုကျွန်တော်တို့ကstrong swan နဲ့ပတ်သက်တဲ့ကိစ္စတော့ကျွန်တော်ပြီးပြီ။ဒါဆိုကျွန်တော်ကဘာလုပ်ဖို့လိုမလဲဆိုတော့သူ့ထဲမှာကျွန်တော် VPN connection တွေကိုလာပြီးလို့ရှိရင်เนาะဒီကောင်က panning ကဘယ်လိုဖြစ်သွားပြီလဲဆို available ဖြစ်နေပြီ။အဲ့တော့ဒီထဲကိုလာပြီးတော့ကျွန်တော်တို့10 energy down နေเนาะဘာမှမလုပ်ပါသေးဘူး။အဲ့ဒီမှာ download configuration နဲ့လာပြီးကျွန်တော်ကဘာလဲကျွန်တော် strong swan เนาะအဲ့ strong swan ubuntu blah blah okay ဒီကောင်နဲ့ထား IKEv1 download လုပ်လိုက်။အဲ့သူ့အတိုင်းကျွန်တော်လိုက်လုပ်လို့ရှိရင်ရပါလိမ့်မယ်เนาะအဲ့ဒါလေးကျွန်တော်ဖွင့်လိုက်မယ်အဲ့တော့ကျွန်တော်ဘာလုပ်ကမလဲဆိုတော့တဲ့ IPsat 101အတွက် backup forward လုပ်ပါတဲ့เนาะ
အဲ့တော့ကျွန်တော်တို့ EDC 660ကတော့ content မှာ net IP ကိုကျွန်တော်တို့တော့လုပ်ပြီးရင်660ရဲ့ minus p နဲ့လုပ်ပြီးသားပြီအဲ့တော့မရှိကျွန်တော် EDC တွေကတဲ့ IP set.content မှာတဲ့ဒါတွေလာထည့်ပါအောင်เนาะပြီးဒီ unit ID no ဆိုတဲ့ဟာကိုကျွန်တော် uncomment လုပ်ပေးပါတဲ့ပြီးကျွန်တော်တို့က config set တဲ့ထဲမှာကျွန်တော်ဒီအောင်ကိုထည့်ပေးရမှာပေါ့เนาะအဲ့တော့ဒီထဲကိုလာလိုက်မယ်အဲ့တော့ကျွန်တော်တို့ sudo vi ဆိုပြီးတော့ခုနက etc တွေက IP set.content ကိုလာမယ်ခုနကသူပြောတဲ့ထဲမှာ unit ID no ဆိုတဲ့ကောင်ကိုကျွန်တော်ဒီ comment ကိုကျွန်တော်ဖြုတ်ပေးလိုက်เนาะဒီ comment ကိုကျွန်တော်ဖြုတ်ပေးလိုက်မယ်ဒီဟိုအောက်ဆုံးသွားပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာIP set တန်တဲ့တခုကျွန်တော်ဒီမှာเนาะတန်တဲ့ config စလုပ်လို့ရတယ်အဲ့တော့ copy ကူးမယ်ပေါ့ဒီကောင်လေးရှိမယ်အဲ့ဒီကောင်လေးเนาะ content နဲ့ဟောဒီကူးလိုက်เนาะဒီမှာ BBC site တိုင်း replace လုပ်ရမှာရှိတယ်အဲ့ဒီမှာလို့ကျွန်တော်ရဲ့ဟာကcon က channel 1ဆို connection တစ်ခုဖြစ်လာမယ်ဟိုအောက်ဆုံးမှာကျွန်တော်ဘာလုပ်ရမလဲဆိုတော့တဲ့เนาะဒီမှာပေါ့เนาะleft up down ဆိုတဲ့ကောင်ကျွန်တော်တို့ကဒီမှာ comment ဖွင့်လိုက်ပါတဲ့ပြီးလို့ရှိရင်ကျွန်တော်နောက်ဆုံးမှာ BBC site တိုင်းဒါ replace လုပ်ပါဆိုတော့ကျွန်တော်ရဲ့ BBC site ကဘာလဲဆိုတော့ဟိုဘက်က BBC site ဒီ172.31.0.0/16เนาะအဲ့ဒါကျွန်တော်တခုရပြီပြီးသွားရင်နောက်တစ်ခုကျွန်တော်ပါတော့တစ်ခါလေးကျွန်တော်တန်နဲ့ redundancy ရတာနှစ်ခုလို့ထားအောင်เนาะကျွန်တော်တန်နဲ့နှစ်ခုလုံးသာတစ်ခါကျွန်တော်မှထည့်လိုက်အဲ့ဒီမှာ IP set တန်နဲ့ 2 out ထဲမှာအဲ့လိုပဲကျွန်တော်ထည့်ပေးလိုက်မယ်နော် con တန်နဲ့ 2 ဆိုတဲ့အောက်မှာဒါထည့်လိုက်အဲ့တန်နဲ့ 2 ဆိုတဲ့ကောင်လေးနဲ့တက်မယ်ခုနလိုကျွန်တော်တို့က left up down ဆိုတဲ့ထဲမှာပြီးလို့ရှိရင်တော့ IP etc တဲ့ IP set.d out ထဲမှာ address up down access ဆိုတာတွားပြီးကျွန်တော်ပြင်ပေးရမှာအဲ့ဒါလေand မှာဒီ BBC site နေရာမှာ 172.31.0.0/16 နော်ဒါဆိုကျွန်တော်ရပြီ okay ရနော်ကြားဆိုကျွန်တော်ဒီကောင်ကို save လုပ်လိုက်နော်save လုပ်ပြီးရင်တော့ဘာလို့ဖို့လို့မလဲဆိုတော့เนาะဒီအပေါ်တစ်ချက်လာပြီးကျွန်တော်တို့က secret ထည့်ဖို့လိုလိမ့်မယ်အဲ့ဒါဒီမှာเนาะ IP set เนาะ IP set.secret ဆိုကျွန်တော်တို့ pre-share key ထည့်ပေးဖို့လိုလိမ့်မယ်အဲ့တော့ခုနကျွန်တော်တို့က sudo vi ဆိုပြီးတော့ etc အောက်ထဲက IP set.secret ထဲကိုလာမယ်ဆိုအဲ့ထဲမှာကျွန်တော်က secret အထည့်secret ကနှစ်ခုလာရှိတယ်နှစ်ခုလာထည့်ရပါတော့ဒီကောင်လေးတစ်ခုရှိမယ်ဒါကြောင့် channel 1ဟာပေါ့နော်ပြီးတော့ channel 2ရဲ့ဟာလည်းရှိမယ်channel 2ကဒီအောက်မှာဒီကောင်လေးနော် secret file ရှိမယ်โอเคအဲ့ဆိုကျွန်တော်တို့ကသူရဲ့အတိုင်း secret ထည့်ပြီးsecret ထည့်ပြီးသွားပြီဆိုရင်ကျွန်တော်ဘာလုပ်ဖို့လိုမလဲဆိုတော့တဲ့เนาะtunnel head check တွေပါကြတခါလေးစစ်မယ် tunnel head check ကဒီကောင်ကဟိုးအောက်ဆုံးမှာထင်တယ်ဒီမှာ persistent မှာ tunnel healthy နဲ့ပတ်သက်တဲ့ဟာလေးရှိเนาะဒါလေးကိုကျွန်တော်သွားစောက်အောင်tunnel healthy မဟုတ်ဘဲနဲ့ဘယ်မှာလဲဆိုတော့ဒီကောင်လေးเนาะetc တဲ့ IP set.d out ထဲမှာ address up down access ဆိုတဲ့ကောင်လေးထည့်ပေးရအောင်เนาะဆိုတော့အဲ့ဒါခုနကတော့ကျွန်တော်တို့ရဲ့ channel 1 2ရဲ့ config မှာဒါကိုပြန်ညွှန်းထားတာရှိအောင်เนาะအဲ့တော့ sudo vi ဆိုပြီးတော့အဲ့ထဲမှာ IP set.up down access ဆိုတာကျွန်တော်ရှိတယ်အဲ့ထဲမှာသူ့ရဲ့ secret ကိုကျွန်တော် copy ကူးလိုက်နိုင်ရတယ်အဲ့တော့ bin bash ကနေစပြီးတော့error clean add delete เนาะ main execution starter ဒီကောင်ထိတာကိုပေါ့နော်ဒီကိုလိုက်ရပြီဒီကိုလေးပြီးလို့ရှိရင်သူကဒီမှာ chmod 744ဆိုပြီးကျွန်တော် permission ပေးရမှာပေါ့ဒီကောင်အဲ့တော့ insert page load အဲ့တော့ဒီနေရာမှာကျွန်တော် delete စာလေးနေနဲ့ပြင်လိုက်အခုချိန်မှာကျွန်တော်တို့ကဒီနေရာမှာနော် error ပေါ့နော်ဆိုတော့ error ဆိုတဲ့နေရာမှာကျွန်တော်တို့ဒီအန်ကိုတွားလိုက်မယ် ib rock ဆိုတဲ့နေရာအဲ့ဒီနေရာမှာသူကဘာဖြစ်လဲဆိုတော့တခါလေးအခုပေါ့နော်ကျွန်တော်ဒီတိုင်းလုပ်လိုက်လို့ရှိရင်သူကဒီကျွန်တော်တို့ရဲ့ဒီ strong sense VPN server နေပြီးတော့ဟိုဘက်ဒီ EC2 เนาะဒီ default ဟိုဘက်ကရှိနေတဲ့ VPN ဘက်ကိုကျွန်တော် pin လို့ရှင်က pin လို့မရဘူးခင်ဗျဟိုဘက်ကဒီဘက်ကိုတော့ pin လို့ရတယ်เนาะဆိုတော့ဒီထားပါပဲကျွန်တော်ခုနကတော့ဒီ default VPC ရှိတဲ့ patch ပေါ့နော်အဲ့တော့ဒီ default VPC ရှိတဲ့ patch strong sense ကျွန်တော် pin လို့ရတယ်အဲ့မဲ့ဒီ strong sense VPN ကနေဒီဘက်ကိုလာပြီး pin နေဆိုကျွန်တော် pin လို့မရဘူးအဲ့ပြဿနာတစ်ခုကျွန်တော်တက်လိမ့်မယ်ပေါ့နော်အဲ့တော့အဲ့နေရာမှာကျွန်တော် delete စာတယ်ဒီမှာပေါ့နော် src ဆိုပြီးတော့ဒီဘက်ကကျွန်တော်ရဲ့ဒီ network လေးကိုထည့်လိုက်ရလိမ့်မယ်နော်တရားလေးထည့်လိုက်
အဲ့ပြီးကျွန်တော်က save လုပ်လိုက်တယ်ပြီးရင်သူ့ရဲ့ဒီထဲကအတိုင်းပဲကျွန်တော် chmod 400ဆိုပြီးတော့ပြင်လိုက်လို့ရှိရင်ရပါလိမ့်မယ်နော်ဒါကို400လို့ပြင်လိုက်ရင်ရပါလိမ့်မယ်ပြီးသွားလို့ရှိရင်ကျွန်တော်ဘာလုပ်ရမလဲဆိုတော့နော်ဒါတွေပါလုပ်ပါဆိုကျွန်တော်ဒီမှာဆိုတော့ ip set status ဆိုပြီးကျွန်တော်ဒါကိုကြည့်လို့ရတယ်အဲ့တော့အကယ်၍မြန် ip set restart တွေပါကျွန်တော်ချမှာเนาะအဲ့တော့ဆိုတော့ ip set restart ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာပြီး system ctl ကျွန်တော်status ကျွန်တော် ip set ပေါ့နော်okay အဲ့တော့ကျွန်တော်တို့တစ်ချက်ကြည့်လိုက်မယ် system ctl ip set ဒီလိုလားအဲ့ဒီတော့ပေါ့ညာတော့ဒီရဲ့တစ်ချက်ကြည့်လိုက်မယ်အဲ့မှာကျွန်တော်တို့ကတစ်ခုလောက်ကြတာရှိတယ်ပေါ့နော်ဒီမှာ sudo ip set restart ဆိုကျွန်တော်ချလိုက်တယ်အခုန sudo ip set restart ဆိုကျွန်တော်ချပြီးသွားပြီလားဆိုတော့မှန်ပြီနော်ip set restart လို့ကျွန်တော်ချပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာ sudo ip set status လို့ကျွန်တော်ကြည့်လို့ရတယ်နော်sudo ip set status okay ဒီမှာ establish ဖြစ်လာနော်tunnel 2လည်းတက်တယ် tunnel 1လည်း establish ဖြစ်နေတာကြောင့်အလုပ်လုပ်တယ်လို့ပြောအဲ့တော့ဒီမှာကျွန်တော်ကလာပြီးတော့status ကိုလာကြည့်အောင် okay တစ်ခုကတော့ကျွန်တော်တက်လာပြီtunnel 2ကတော့မတက်သေးဘူးပေါ့နော်အဲ့လိုမတက်သေးဘူးဆိုတော့ကျွန်တော် configuration မှာတစ်ခုခုမေးပြီးမှားခဲ့တာတော့ပေါ့ဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့တော့ပြီးရင်သွားစစ်ကမှာပေါ့နော်ဒါပေမဲ့လောလောဆယ်ကျွန်တော် tunnel တစ်ခုတက်ပြီဆိုတော့အလုပ်တော့လုပ်ပါတယ်နော်request id okay tunnel 2က14 second အကိုမှဒီကိုသွားတယ်ဆိုတော့ tunnelလောလောဆယ်တော့ redundancy ရအောင်တော့နှစ်ခုရအောင်လုပ်ထားတာပေါ့နော်အခုနှစ်ခုလုံးတော့တက်လာပြီနော်နှစ်ခုလုံးတက်လာပြီဆိုတော့ကျွန်တော်တို့အဲ့လိုဘာလို့လဲ route table မှာတက်ပြင်ဖို့လုပ်တာနော်route table မှာဒီဘက်ကကကျွန်တော် VPC ဘက်က route table ပြင်ရအောင် on-prem ဘက်က route table လေးပြင်ရအောင်နော်အဲ့ဒီတော့ကျွန်တော်ကဘာကိုပြင်မလဲဆိုတော့နော် default route table လေးမှာ edit route မှာခုနကျွန်တော်တို့ရဲ့ဒီဘက်အချမ်းပေါ့နော် on-prem ကအကောင်လေး 10.0/16 နော် 10.0.0/16 network ကိုဘယ်ရလာမလဲဆိုတော့ VPN gateway ရလာမယ် VPN gateway လာမယ်ဒါလုပ်လိုက်ရင်ကျွန်တော်ရပြီအဲ့တော့ဒါဆိုလို့ရှိရင် driver ကရပြီ on-prem က route table public မှာဆိုရင်ဒီကောင်က internet gateway ရှယ် subnet ဆိုရှယ် okay အဲ့တော့ဒီထဲမှာကျွန်တော် route ရေးပြီးလိုက်နော်ဒီဘက်ကဟိုဘက်က VPC ရဲ့ route ဒီ 172.31.0.0/16 network နော်အဲ့တော့ 16 network မှာဒီကောင်ကဘယ်ရတော့ instant ကတော့နော်ခုနကကျွန်တော် instant က network ပေါ့နော်ဒီ strong VPN server နဲ့တူ route လုပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ကပြီးပြီဒါဆိုကျွန်တော်တို့ကဘာလုပ်ကြည့်မလဲတကယ်လုံးမလို့ကိုဒီမှာဒီပေါ့နော်ကျွန်တော်ရဲ့ AWS VPC ဘက်မှာကျွန်တော်က server လေးတောင်းဆောက်ပြလိုက်မယ်နော်test svr လို့ကျွန်တော်ဆောက်လိုက်မယ်အဲ့တော့ test svr ဒီကျွန်တော် ubuntu ဖြစ်မယ် ubuntu ဖြစ်မယ်ပြီးတော့ keypad ကဒီကောင်လေး network ကတော့ default VPC ပဲအဲ့တော့သူကကျွန်တော် default security group ပဲပေးလိုက်ရင်ရတယ်เนาะauto assign LPD က okay ကြတယ်ရပြီဒီတိုင်းပဲကျွန်တော်ဟိုဘက်ဒီဘက်ကိုကျွန်တော်ပြင်ကြည့်မယ်เนาะအဲ့တော့နောက်တစ်ခုရှိနိုင်တာကျွန်တော်ဒီမှာ source destination check ကိုကျွန်တော်ပိတ်ပေးရမယ်เนาะကျွန်တော်ရဲ့ strong sun မှာအဲ့တော့ကျွန်တော် strong sun server က networking နဲ့ကကျွန်တော်တို့ source destination check ကိုကျွန်တော် stop လုပ်ပြီးတော့ save လုပ်ပေးလိုက်တို့ကျွန်တော်ပြီးလို့ရှိရင်နောက်တစ်ခါပြန်ကြည့်မယ်action နဲ့ networking မှာဒီကောင် okay လုပ်ပါနော်အဲ့တော့ကျွန်တော်တို့ကဒီမှာ test server ဒီ IP ဘယ်လောက်လဲဆိုတော့ 172.31.3281 အဲ့တော့ကျွန်တော်တို့က ping ဆိုပြီးတော့နှမ်းပြကြည့်လိုက် okay ဒါဆိုကျွန်တော် ping လို့ရပါတယ်နော်ဒါဆိုကျွန်တော်တို့အချိန်မှာ tan နေအလုပ်လုပ်ပါ tan နေကလုပ်လို့ပါလို့ပြောလို့ရတယ်နော်အဲ့တော့ဒီကောင်လေးကနေပြီးတော့ကျွန်တော်နှမ်းပြီးဝင်ကြည့်မယ်နော်နေရာလေးနှမ်းပြီးကျွန်တော်နှမ်းပြကြည့်မယ်ဒီကောင်ရဲ့ IP 10 0 3196ပေါ့နော်အဲ့တော့ကျွန်တော်တို့ကping ဆိုပြီးတော့နောက်ဟိုဘက်ဒီဘက်ကျွန်တော်လှမ်းပင်းကြည့်လိုက်မယ်အဲ့ဒါဆိုပင်းလို့ရပါတယ်နော်
ကျွန်တော် home device တို့ချင်းကျွန်တော် route ကရောက်တယ်အဲ့ဆိုကျွန်တော်ဒီ route device လည်း update လုပ်ထားတယ်တန်တွေကလည်း app တွေဖြစ်တဲ့အတွက်တို့နှစ်ခုလုံးကအလုပ်လုပ်ပြီးတော့ကျွန်တော်တို့ home device ဖြစ်ပါလို့ရတာအဲ့တော့လောလောဆယ်ကျွန်တော် ICMP test ပဲစမ်းကြည့်တာတကယ် SSH device စမ်းကြည့်နေဆိုလည်းစမ်းကြည့်လို့ရတယ်ဘာလို့ဒီကနေကျွန်တော် traffic ကသွားနေပြီနော်အဲ့တော့ဒီမှာကျSSH စမ်းကြည့်တော့ဒီမှာကျkeypad လာထည့်အောင်ကျွန်တော်မှာတော့ keypad ကဒီပေါ် live upload မတင်ကျင်တော့လို့တင်ကျင်တော့ဒီမှာ SSH keypad လာထည့်ပြီးတော့ဒီဘက်ကစားပါ SSH လမ်းဝင်နိုင်ပါကျွန်တော်လုပ်လို့ရအောင်နော် okay အဲ့တော့ကျွန်တော်ဒီနေ့VPN gateway နဲ့ပတ်သက်တဲ့ lab ကိုနားလည်မလို့ပြောနေတယ်အဲ့တော့ lab လုပ်ကြည့်လို့အဆင်မပြေဘူးပါနေဆိုတော့ကျွန်တော်ဆက်လာပြောလို့ရတယ်ဆိုတော့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ် tutorial မှာကျွန်တော်ပြန်ပြီးတွေ့ကြပါမယ်